မင်္ဂလာပါရှင်ညီမတို့ဆိုင်ရာပြည်တန်းကွိတီယိုဆိုင်ကပါရှင်ကွိတီယိုနဲ့တွဲစားလို့ရမယ့်ဟာလေးတွေကတော့ကြက်ချေ house 2 west 2 ဝက်ဥဆောင်ဝက်မိုလုံးပြီးတော့ကြက်သားဝက်သားကြက်မဲလေးတွေရပါတယ်ရှင်ရွေးချယ်စရာခောက်ဆွဲလေးတွေလည်း၄မျိုးရပါတယ်။ဒါတော့ဒီကွိတီယိုဖက်လေးရယ်ပြီးတော့ဝါဥဖက်လေးရယ်ကြာဆန်ပြီးတော့ဂျုံခောက်ဆွဲလေးတွေရပါတယ်ရှင်။ဆိုင်ကထိုင်းအရသာဆိုင်လေးဖြစ်တဲ့အတွက်ကွိတီယိုအပြင်အထောင်းလေးတွေလည်းရပါတယ်ရှင်။ကြက်ချေထောင်းရယ်အမိုထောင်းရယ်အပြင်တင်မော်ဒီထောင်းပြောင်းပူထောင်းပြီးတော့ပင်လယ်စာထောင်းလေးတွေလည်းရပါတယ်ရှင်။ကွီဒီယိုနဲ့အထောင်းလေးအပြင်ဆိုင်မှာ coffee counter လေးတွေလည်းထားပေးပါတယ်ရှင်။ coffee နဲ့တွဲစားဖို့အတွက်ဒီ cheese cake လေးတွေရယ် pan cheese လေးတွေလည်းထားပေးပါတယ်ရှင်။မတို့ကွီဒီဆိုင်ကတော့ဒီ62A 3940ကြားတဲ့တစ်ဆိုင်ရယ်ပြီးတော့58လမ်း123 124ကြားတစ်ဆိုင်ရှိပါတယ်ရှင်။ညီမတို့ဆိုင်ရဲ့ထိုင်းအရသာကွိတီယိုလေးတွေကိုသုံးဆောင်ရင်းဖြစ်ဆိုင်ရဲ့ coffee ရယ်နဲ့ cake လေးတွေကိုစားပြီးအနားယူဖို့ပဲဖြစ်ညီမတို့ဆိုင်ကိုလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။